okay အဲ့တော့ကျွန်တော်တို့ comprehension လေးစားလိုက်မယ် in pair တဲ့အဲ့တော့ကဒီတငယ်ချင်းနှစ်ယောက်ပေါ့နော်ဒီတိုင်ပင်ပြီးတော့ဖြေခိုင်းတာပေါ့အဲ့တော့ find the both words in the passage that are similar in meaning to the following အောက်မှာဖော်ပြထားတဲ့အရာတွေနဲ့ similar meaning ရှိတဲ့ both word စကားလုံးတွေကို passage ထဲမှာစာပိုက်ထဲမှာရှာ there are two extra both word in the text စာပိုက်စာအုပ်ထဲမှာတော့ဒီ extra both စကားလုံးနှလုံးပါနေသေးတယ်လို့ပြောတယ်အဲ့တော့ကအလုံးဒီမှာက6လုံးဖြေရမှာဆိုတော့8လုံးရှိမှာပေါ့နော်စုစုပေါင်းအဲ့တော့ဒီအဖြေကိုမသွားခင်မှာကျွန်မ grammar pattern လေးတစ်ခုပြောပြချင်တယ်အဲ့တော့ဒီလိုမျိုးရေးထားတဲ့ဒီ phrase စကားစုတွေပေါ့နော်ဒီမှာဆိုနှလုံးထဲပို့တဲ့အရာတွေကစကားစုတွေပဲအဲ့တော့စကားစုတွေမှာရေးထားတဲ့ဒီ ing တိုင်းကဒီ gerund ကရိယာနာမ်မဟုတ်ဘူးတချို့တော့ ing တွေက adjective အဖြစ်နဲ့ function လုပ်ပေးတဲ့ present participle ရဲ့ phrase တွေဖြစ်တယ်တချို့တွေကြတော့လဲ gerund ပေါ့နော်အဲ့တော့က adjective လား gerund လားเนาะကျွန်တော်တို့ဘယ်လိုခွဲခြားမလဲဆိုရင်အဲ့ဒီ ing က noun တစ်ခုကိုเนาะဒီအရာဝတ္ထုတစ်ခုပေါ့နော် noun တစ်ခုကို describe ဖော်ပြပေးတယ်ဆိုရင်အဲ့ဒါကအဲ့ဒီ ing ဒီ adjective ဖြစ် function လုပ်ပေးတယ်တနည်းအားဖြင့်ပြောမှဆိုရင်အဲ့ဒီ ing နေရာမှာ adjective တစ်လုံးနဲ့အစားထိုးလို့ရတယ်ဆိုရင်အဲ့ဒီ ing ကဒီ ing ပေါင်းထားတဲ့ verb ကပေါ့နော် adjective ဖြစ်နေ function လုပ်ပေးတယ်တကယ်လို့များဒါကဒီအရာဝတ္ထုတစ်ခုเนาะဒီ things ပဲဖြစ်ဖြစ် activity ပဲဖြစ်ဖြစ်အဲ့ဒီတစ်ခုကို function လုပ်ပေးတယ်ဆိုရင်တော့အဲ့ဒီ ing က noun ဖြစ်နေယူဆရမှာဖြစ်တယ်အဲ့တော့က ing ကိုမြင်တိုင်းကျွန်တော်တို့က gerund ဒီကရိယာနာမ်လို့မယူဆနဲ့အဲ့တော့စပြီးတော့ဖြေမယ်เนาะ number 1 causing a lot of anxiety and worry anxiety လဲ noun form ပဲ worry လဲဆိုရင်ပူပန်မှု noun form ပဲเนาะအဲ့တော့ကanxiety เนาะa lot of anxiety and worry ဆိုရင်ပူပန်မှုเนาะစိတ်တော့ကဖြစ်မှုတွေကိုဖြစ်စေတော့ဆိုပြီးတော့ကျွန်တော်တို့ဘာသာပြန်မှာဖြစ်တယ်အဲ့တော့ဒီနံပါတ်1ရဲ့အဖြေက adjective เนาะ adjective လို့ရေးထားမယ်အဲ့တော့ကကျွန်တော်တို့ဒီစာပိုက်ထဲမှာပေးထားတဲ့ဒီဇာတ်လုံး၈လုံးကိုကျွန်မရေးထုတ်ထားလိုက်တယ်ပေါ့နော်အဲ့တော့ကရေးထုတ်ထားလိုက်တဲ့အထက်မှာအရင်ဦးဆုံးကြည့်ရမှာက adjective ဆိုတဲ့အတွက်ကြောင့် stressful เนาะဒီ adjective ပြ opportunity က noun form downhearted က adjective ဒီ contentment ကဒီစိတ်ဟိုเนาะတင်းနေရောင်ရဲမှုက noun encounter က verb passionate ဖြစ်တယ်ဆိုတာက adjective sympathy က noun mindfulness အဲ့တော့ adjective ကိုလိုတယ်ဆိုတာကြောင့် adjective တွေလိုက်ပြီးတော့ရှာတဲ့အခါမှာ adjective ၃လုံးတွေ့တယ်အဲ့တော့က anxiety နဲ့ downhearted ကိုဖြစ်စေတော်လို့ပြောတဲ့အတွက်ကြောင့်ဒီ passionate ဆိုတဲ့အပြုသဘောဆောင်တဲ့ positive word ကမဖြစ်နိုင်ဘူးသူကိုဖယ်လိုက်အဲ့တော့ downhearted နဲ့ကျွန်တော်တို့ stressful နဲ့နှစ်ခုရပြီအဲ့တော့ကဘယ်ဟာကပို့ပြီးကိုင်းနေတယ်လဲ stressful စိတ်ဖိစီးမှုကိုဒီ anxiety နဲ့ worry နဲ့တွဲပြီးသုံးလေးရှိတယ်အဲကြောင့် number 1ရဲ့အဖြေကဒီ stressful ပေါ့နော် okay အဲ့တော့ stressful နေရာမှာကျွန်မ number 1လို့ရေးထားလိုက်ပြီ number 1ရပြီ number 2သွားမယ်အဲ့တော့က feeling of being sorry for someone who is in a bad situation တော့ကအခြေအနေမကောင်းသောအခြေအနေတစ်ခုမှာရောက်နေတော့ဒီဟာက adjective clause เนาะဒီတစုံတဦးအတွက်เนาะ being sorry ဝမ်းနည်းမှုကိုခံစားရခြင်းအဲ့တော့ကဒီမှာဒီကျွန်တော်တို့ဒီအနောက်မှာရှိတဲ့ဒီ noun ကိုသွားလာပြီးတော့ function လုပ်ပေးတာမဟုတ်ဘူးသူကိုယ်တိုင်ကခံစားရတဲ့အခြေအနေတရက်ကိုဖော်ပြပေးတဲ့အတွက်ကြောင့်ဒီ feeling ပြီးကျွန်တော်တို့ noun အဖြစ်နဲ့သုံးရမှာဖြစ်တယ်အဲ့တော့ကစာပိုက်ထဲမှာပေးထားတဲ့စလုံး၈လုံးထဲကနေ noun တွေကိုလိုက်ကြည့်မယ်ပေါ့နော်အဲ့တော့ကဒီ sorry ဆိုတဲ့ဒီ negative word ကိုလည်းတွေးတယ်နော်အဲ့တော့ opportunity noun မဖြစ်နိုင်ဘူးပြီးတဲ့အခါမှာကျတော့ contentment ကျေနပ်ရောက်ရတဲ့ဆိုတဲ့ noun လည်းမဖြစ်နိုင်ဘူး sympathy နော်အဲ့တော့ကကိုချင်းစာတရားချင်း I'm sympathetic with you မင်းကကိုချင်းစာရဲ့စကားလုံးလေးရှိတယ်နော်အဲ့တော့က mindful နဲ့လည်းမဖြစ်နိုင်တော့ကျွန်တော်တို့ဒီ sympathy ဆိုတဲ့ noun ကိုရွေးလိုက်မယ်အဲ့တော့က number 2က noun ရသွားပြီနော် okay number 3ကြည့်ရအောင် feeling sad and disappointed တော့ feeling ချင်းတူတူပဲเนาะအဲ့တော့က sad 1နဲ့တဲ့ disappointed ဒါစိတ်ပြက်တာပေါ့เนาะ especially because you have tried to achieve something but have failed အဲ့တော့ကbecause you have tried to achieve something တခုခုကိုရဖို့အတွက်မင်းကစူးစမ်းခဲ့တယ်ဒါပေမဲ့ hard fail ကြာရှုံးခဲ့တဲ့အတွက်ကြောင့်အထူးသဖြင့် disappointed and sad 1နဲ့ကြေကွယ်မှုကိုခံစားရတဲ့ feeling မျိုးဆိုတာကြောင့်ဒါဒီကျွန်တော်တို့ဒီ adjective နဲ့အစားထိုးလို့ရတဲ့စကားလုံးဖြစ်တဲ့အတွက်ကြောင့်သူရဲ့ဒီနေရာမှာဖြေရမယ့်စကားလုံးဒီ adjective ဖြစ်တယ်အဲ့တော့ဒီဟာနံပါတ်3အတွက် adjective ကိုကျွန်တော်တို့လိုက်ရှာမယ်အဲ့တော့ဒီမှာ disappointed နဲ့เนาะ similar เนาะဒီ synonym စကားလုံးကတော့ဒီ downhearted ပေါ့เนาะအဲ့တော့ကကျွန်တော်တို့အဖြေက downhearted နံပါတ်3မှာ downhearted ကိုရေးထားလိုက်ပြီ okay အဲ့တော့ adjective တွေတော်တော်များများပြီးသွားပြီเนาะနံပါတ်4ကြည့်ရအောင် feeling or happiness or satisfaction เนาะအဲ့တော့ကဒီမှာလဲ feeling ပဲเนาะ feeling တောင်3လုံးရှိတယ် happiness and satisfaction အဲ့တော့က
စိတ်ကျေနပ်မှုပျော်ရွှင်မှုခံဒီအဲ့ဒါနဲ့ပတ်သက်တဲ့စိတ်ခံစားချက် feeling လို့ပြောရတယ်အဲ့တော့ကကျေနပ်တယ်ဆိုတာကကိုယ်မှရှိတဲ့အရာနဲ့တင်းနေရောင်ရတာကျေနပ်တာမျိုးကိုပြောခြင်းဖြစ်တဲ့အတွက်ကြောင့်ကျွန်တော်တို့ရှာရမယ့် noun က contentment เนาะအဲ့တော့ number 4ရဲ့အဖြေက contentment ဒီမှာရေးထားလိုက်မယ် contentment okay number 4ရသွားပြီ okay number 5ကြည့်ရအောင် showing တဲ့strong feeling or enthusiasm for something တခုခုအတွက်เนาะတစုံတရာအတွက်စိတ်အားထက်သန်မှုဒီ strong feeling ပြင်းပြတဲ့စိတ်ခံစားချက်ကိုပြသတဲ့အနေထားပေါ့เนาะအဲ့တော့ဒီ ing ကဒီကျွန်တော်တို့ showing ဒီ showing ဒီကျွန်တော်တို့ adjective လား noun လားကျွန်တော်တို့စဉ်းစားရတော့မယ်အဲ့တော့ကဒီနေရာမှာ adjective နဲ့အစားထိုးလို့ရတယ်သို့ဒီမို့အနောက်မှာရှိတဲ့ဒီ enthusiasm เนาะ strong feeling or enthusiasm ဆိုတဲ့ဒီ noun သို့မဟုတ်ဒီအဲ့ဒီဟိုပါဘောเนาะဒီ noun ပဲပြောမှာပေါ့เนาะဒါကတော့ noun ကိုသူကဘာလုပ်ပေးလဲဆိုတော့ describe ဖော်ပြပေးတဲ့အရာဖြစ်တဲ့အတွက်ကြောင့်သူဒီ showing ဒီ adjective ဖြစ်တယ်အဲ့တော့ adjective စကားလုံးလို့လိုက်ပြီးတော့ရှာမယ်အဲ့တော့ကဒီ enthusiasm စိတ်အားထက်သန်မှု feeling ကိုပြသခြင်းဆိုတာကဒီဟာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ passionate ပေါ့เนาะအဖြေက passionate number 5ရဲ့အဖြေက passionate လို့ရေးလိုက်ပြီ okay number 6ကြည့်အောင်experience experience ဒီ enc နဲ့ဆုံးနေဆိုပေမဲ့သူဒီ noun လဲ experience ပဲ verb နေတယ်လဲ experience ပဲအဲ့တော့ something တစုံစီရာကိုကျွန်တော်တို့တွေးကြုံခံစားရတယ်ပေါ့နော် experience ဆိုတွေးကြုံရှိတာပြောတယ် especially to the problem ပြဿနာတဲ့အဲ့တော့ကဒီမှာဒီဖြေရမယ့်စကားလုံးကကျွန်တော်တို့ဒီတခုခုကိုရင်ဆိုင်ကြုံတွေ့ရတယ်လို့ပြောတဲ့ကြောင့် verb form ကိုဖြေရမှာဖြစ်တယ်အဲ့တော့ပေးထားတဲ့စလုံးရှစ်လုံးထဲမှာပါလာတာက verb ဆိုလို့တစ်လုံးပဲရှိတဲ့အတွက်ကြောင့် encounter ဒီ number 6ရဲ့6ရဲ့အဖြေက encounter okay เนาะအဲ့ဆိုရသွားပြီဆိုရော B ကိုဆက်ပြီးတော့ကြည့်ရအောင်เนาะအဲ့တော့ complete each sentence with a suitable word from exercise A เนาะ exercise A ကနေပြီးတော့မှသင်လျော်တဲ့စကားလုံးလေးနဲ့တဲ့အဲ့ဒါကိုကျွန်တော်တို့ဖြည့်ပေးရမှာဖြစ်တယ် okay အဲ့တော့ဖြည့်ရင်းနဲ့เนาะဘာသာပြန်ရင်းနဲ့တခါလေးဖြည့်သွားမယ်เนาะ we are disappointed အဲ့တော့က but to be เนาะဒီမှာ but to be disappointed ကစာချက်ရဲ့ feeling ကိုပြောတာဖြစ်တဲ့အတွက်ကြောင့်မို့လို့ ed-en ပေါင်းလာတော့ဒီ adjective ကိုသုံးခြင်းဖြစ်တယ်ငါတို့ကိုစိတ်ပြည့်စေပါတယ် by ဘယ်အရာကလဲ the results of the competition ရှင်ပြိုင်ခြင်းရဲ့ရလဒ် but we are not ဘာဖြစ်နိုင်လဲဒီစိတ်ဓာတ်ကျသွားတာမျိုးမရှိဘူးဆိုတာကြောင့်သူ့ရဲ့အဖြေက down hearted เนาะစာလုံးပေါင်းပြီးတော့ရေးလိုက်မယ် d o w n down h e a r t e d down hearted number 3အဲ့တော့ he has got many music album in his room သူရဲ့အခန်းထဲမှာ ever phrase of play many music album တွေအများကြီးကို he သူက has got ဆိုတာကပိုင်ဆိုင်တာကိုပြောခြင်းဖြစ်တယ်အဲ့တော့က he သူ့မှာတဲ့ has ရှိတယ်ဘာရှိလဲ a passionate interest in music article ဖြစ်တယ် interest ဆိုတာက noun form အဲ့တော့ဒီနေရာမှာဒီကျွန်မတို့ adjective အဲ့တော့က music နဲ့ပတ်သက်ပြီးတော့အရန်ကိုမှသူဒီဘာဖြစ်နိုင်လဲ passionate เนาะဒီတအားကိုမှစိတ်ပါဝင်စားတယ်အဲ့လိုမျိုးပြောခြင်းဖြစ်တယ်အဲ့တော့ passionate စာလုံးပေါင်းပြီးတော့ရေးမယ် p a s s i o n a t e passionate adjective เนาะ article adjective noun number 3ဓမ္မတာဒီမေရတဲ့ had ရှိတယ်အဲ့တဲ့ဘာဒီเนาะနေ့တနေ့ article ရဲ့ noun ရဲ့တွေ့တဲ့ကြောင့်အလယ်မှာဒီသူ့ရဲ့နေရာက adjective ပဲ adjective လို့ချရေးထား with her naughty son သူ့ရဲ့ဒီ naughty ဆိုတာကနောက်ဒီနောက်တောင်းနိုင်တာပေါ့เนาะအစောတန်တာအစားတန်တာစသဖြင့်အဲ့လိုမျိုးညင်ညင်စိတ်ကလေးမျိုးမဟုတ်ဘူး naughty son တွေနဲ့เนาะသူမမှာအဲ့လိုမျိုးနေရှိတယ်တဲ့ that this ဆိုရာက felt ခံစားစေတယ် her feeling exhausted မောပန်းနန်းတယ်မှုကိုခံစားစေတယ်လို့ပြောတယ်အဲ့တော့ကလေးတွေနဲ့ဖြစ်တဲ့အတွက်ကြောင့်သူကဒီစိတ်ဖိစီးမှုရှိတယ်လို့ပြောရမှာပေါ့เนาะအဲ့ adjective ကိုရှာလိုက်တဲ့အခါမှာတော့သူနဲ့သင်လျော်တာက stress ful stressful เนาะစိတ်ဖိစီးမှုဖြစ်စေတယ်လို့ပြောတယ် okay နောက်တစ်ခုဆက်ကြည့်ရအောင် number 4အဲ့တော့ကthe size of Hudson attending the graduation ceremony เนาะ graduation ceremony အဲ့တော့ဘွဲယူတဲ့ခန္ဓာကိုတက်ရောက်နေတော့သူသားရဲ့ size ဒီမြင်ကွင်းအဲ့ဒါကတဲ့ feel ဖြစ်စေတဲ့ဟာသူမကို with pride ဆိုတာကဒီဂုဏ်ယူမှုเนาะဒီအဲ့ဒါနဲ့တဲ့မာနပေါ့နော် and ပြီးတဲ့ခါမှာကျတော့သူနဲ့သက်ဆိုင်တဲ့စကားလုံးကဒါဒီ with pride and နော် preposition နဲ့လိုက်လာတဲ့ကြတာက noun form ဒါဆိုရင်သူနဲ့လိုက်ရမယ့်အရာက noun form ပဲဖြစ်ရမယ်ဒီနေရာမှာ noun အဲ့တော့ဒီဟာနဲ့ဆက်ဆက်တဲ့အရာက contentment နော်စိတ်ကျေနပ်တင်တင်ရောင်းရမှုအဲ့တော့ c o n t e n t m e n t contentment number 5 we ငါတို့ကလည်း felt ခံစားရတယ်တဲ့အဲ့တော့ကဒီဘယ်လိုပြောမလဲ
stated verb เนาะဒီခံစားရသည်ဆိုတဲ့ verb ဒီအခြေအနေကိုပဲဖော်ပြပေးတာ action မပါဘူးအဲ့တော့ stated verb တွေကိုသုံးတဲ့အခါမှာနောက်မှာကျွန်တော်တို့လိုက်လို့ရတာ ag did သို့မဟုတ် noun ဒီနှစ်ခုပဲရှိတယ်ဆိုတာလေးမှတ်ထားပြီเนาะအဲ့တော့ for the flood victim เนาะဒီရေလွှမ်းမိုးမှုခံလိုက်ရတဲ့လူတွေအတွက် and so ဒါကြောင့်မို့လို့ we donated food and money to them သူတို့တွေကိုအစာနဲ့ပတ်စံတွေအများကြီးကိုလှူဒန်းခဲ့တယ်အဲ့တော့ဘယ်လိုခံစားရမလဲကျွန်တော်တို့ခံစားမှုเนาะဒီအဲ့ဒီစိတ်အခြေအနေကိုဖော်ပြပေးမယ်ဆိုတော့သူနဲ့သက်ဆိုင်တဲ့စကားလုံးက sympathy เนาะကိုချင်းစာတရားကိုပြောခြင်းဖြစ်တဲ့ S Y M P A T H Y sympathy number 6အဲ့တော့ he knew သူကသိနေခဲ့တယ်တဲ့သူဘာသိတယ်လဲဆိုတော့ he would เนาะတော့ဒီ model verb တွေရဲ့နောက်မှာအမြဲတမ်း verb 0เนาะ base verb SES မှာပေါင်းတော့ verb 0ပဲလိုက်ပါတယ်အဲ့တော့ verb 0လို့ရေးထားအဲ့တော့ many unexpected difficulty in his work သူရဲ့လုပ်ငန်းခွင်မှာမျှော်လင့်မထားသောအခက်အခဲတွေအများကြီးကိုเนาะရင်ဆိုင်ကြုံတွေ့ရမယ်လို့သူကသိထားတယ် but ဒါပေမဲ့ he was သူကတဲ့ determined ဆုံးဖြတ်ထားတယ် not to give us easily လွယ်လွယ်ကူကူလက်မြောက်အရှုံးမပေးဘူးလို့ဆုံးဖြတ်ထားတယ်အဲ့တော့ verb ဆိုလို့ပါလာတာကဒီ6လုံးထဲမှာတစ်လုံးပဲရှိတယ်ရင်ဆိုင်ကြုံတွေ့ရသည်သူဒီ encounter ဒီ negative เนาะဒီ negative word တွေနဲ့เนาะအထူးသဖြင့် problem ဒါမျိုးတွေနဲ့ရင်ဆိုင်ကြုံတွေ့ရတဲ့အခါမှာသုံးတာဖြစ်တယ်အဲ့တော့စာလုံးပေါင်းပြီးတော့ရေးမယ် ENCOUNTER encounter word နဲ့တွဲထားเนาะ SES ပေါင်းပေးစရာမလိုဘူး okay အဲ့တော့ကျွန်မ B မှာဖြတ်ထားမယ်เนาะ C ကတိတက်ပြန်ပြီးတော့တင်ပေးမယ်စင်ပေးမယ်လည်းယူဆပါတယ်ကျေးဇူးတင်ပါတယ်ရှင်